ကျွန်တော်အခုဗီဒီယိုမှာပြောပြမှာကတော့ PUBG အတွက် GS82 ကိုစနစ်တကျသုံးပြီးမထစ်အောင်လုပ်တဲ့နည်းလေးပါတချို့သူတွေကကိုဖုန်းက120 fps ကို support မပေးဘဲတွားလုပ်ကြပါတယ်ဒီလိုလုပ်လိုက်ရင်ပိုဆိုးသွားကြပါတယ်အခုကျွန်တော်ကစနစ်တကျသုံးနည်းကိုပြောပြမှာပါ channel လေးကိုဆက်ခရိုက်လေးလုပ်ခဲ့ပေးပါဗျဗီဒီယိုလေးစကြရအောင်အရင်ဆုံး PGT ဆိုတဲ့ GS82 ကိုဒေါင်းမှာ Play Store ကနေဒေါင်းရပါတယ်အဲ့ရပြီဆိုမဝင်သေးပါနဲ့ကိုဖုန်းကဘယ်လောက်အိတ်ဆက်ရလဲဆိုတာကိုတွားကြည့်ရပါမယ် Google ထဲကိုတွားပြီး AI ချက်ထဲကိုတွားပါ AI ကိုဖုန်းမျိုးစားရေးပြီးဘယ်လောက်အိတ်ဆက်ရလဲလို့မေးလိုက်ပါကျွန်တော်က Redmi Note 8ဆိုတော့ Redmi Note 8ကဘယ်လောက်အိတ်ဆက်ရလဲလို့မေးလိုက်ပါတယ်ကျွန်တော်က60အိတ်ဆက်ပါအခုပြောတာကိုတေချာနားထောင်ပါ60အိတ်ဆက်ဆို60 fps ပဲလုပ်ပါ90အိတ်ဆက်ဆို90 fps လုပ်လို့ရပါတယ်120အိတ်ဆက်ဆို120 fps ထိလုပ်လို့ရပါတယ်ကိုဖုန်းရဲ့အိတ်ဆက်ကို TPP ဆိုရင်ဒေါင်းထားတဲ့အထဲဝင်မှာ Game Bari အနေရာမှာကိုက Global ဆော့ရင် Global ရွေးပါ Resolution နေရာမှာ960နဲ့940ကိုရွေးပါ Graphic နေရာမှာ Source မှုကိုရွေးပါ FPS နေရာမှာကျွန်တော်က60 8ပဲရလို့60 FPS ကိုရွေးပါတယ် Style နေရာမှာ Classic တို့မဟုတ် Cover ဘူးကိုထားပါအောက်ကဟာတွေကတော့ဒီအတိုင်းပဲထားပါ Apply ကိုနှိပ်ပြီးရန်ကိန်းကိုနှိပ်ပါဒါဆိုရပါပြီတခုတည်ထားရမှာကတချို့ဖုန်းတွေကကိုလှုပ်ထားတဲ့ FPS ကိုဂိမ်းထဲကိုမပေါ်ကြပါဘူးဒါပေမဲ့တကယ်အလုပ်ဖြစ်ပါတယ်